မင်္ဂလာပါဒီဆိုင်လေးကတော့ရွှေပြည်သာမြို့နယ်ကိုရက်ကွက်ကော်သစင်ပန်းချံလမ်းမှာရှိတဲ့အိမ်ရှင်အကိုနဲ့အမမက်ကီတို့ရဲ့မင်္ဂလာနေအိမ်လေးပဲဖြစ်ပါတယ်ရှင်ခင်ဗျားမယ်ကျန်းကင်းလေးကတော့ SPC Flow 5.5mm အထူးခဲရောင်ကျန်းကင်းလေးပဲဖြစ်ပါတယ် SPC ကျန်းမခင်းပြီးအဓိကအရေးကြီးဆုံးကအောက်ခံတော်ပင်ကျန်းမြင့်ကလုံးဝညင်ညာပြီး smooth ဖြစ်နေရပါမယ်ရှင်။ SPC ကျန်းကင်းလေးရဲ့နောက်မှာလိမ္မော်ရောင်ဖော့လေးပေါ့နော်တခါတည်းကပ်ပါထားပြီးသားဖြစ်တဲ့အတွက်သူ့ကိုဖော့ထပ်မှန်ပြီးတော့တီးသန့်ထပ်ပြီးတော့ခင်းကျင်းစရာမလိုပါဘူးနော်အခုဗီဒီယိုထဲမှာပြထားတဲ့လိမ္မော်ရောင်လေးတွေကတော့ဒီ SPC Flow ရဲ့နောက်ခံ backing ဖော့ကတ်ထားပြီးသားလေးပါထပ်မံခင်းကျင်းခြင်းနဲ့အင်ရှင် client တွေအတွက်ကိုလည်းဒီဖော်လေးထပ်ပြီးတော့ခင်းပေးပါဆိုလဲခင်းပေးပါတယ်ရှင်ဒီနေရံနဲ့ကြမ်းကင်းကြားကအပူအေးကြောင့်ကြမ်းကင်းကြွတက်မှုရှိရအောင်ဒီနေရံနဲ့ကြမ်းကင်းကြားထဲမှာနေရာလွတ်ကလေးပေါ့နော် expression cut လို့ခေါ်တဲ့နေရာလွတ်လေးကို 5mm သို့မဟုတ် 8mm နေရာလွတ်ချန်ထားပြီးခြင်းကလုံးဝအဆင်ပြေတဲ့အချက်ကလေးပါပဲနော်ကျန်းကြီးတစ်ပြားနဲ့တစ်ပြားချိတ်ဆက်ခင်းခြင်းတဲ့နေရာမှာလည်းဒီကလေးနှစ်ခုပေါ့နော်ရှာအဖိုးမကို45ဒီဂရီစောင်းပြီးတေချာလေးကလေးနှစ်ခုဝင်အောင်ရိုက်ထည့်ပေးရပါတယ်အခင်းမိုင်းနေပြီးသွားတဲ့ခါကျရင်ကျန်းကြီးအကုတ်ကလေးကိုစတင်ကုတ်လို့ရပါပြီဒီတုံးပေးထားတဲ့ skirting လေးကလည်း PVC သားပေါ့နော်ရေဆိုပြေးစိမ်ခံနိုင်ပါတယ်လုံးဝအထူးစားလေးကိုပဲတုံးပေးထားပါတယ်ရှင်နိုင်ရမှာကလစ်တုံးလေးတွေရိုက်ပြီးတော့ဒီ skirting လေးကိုလွယ်တကူပြုတ်ထွက်ရမလွယ်အောင်ပေါ့နော်ကပ်ပေးရပါတယ်နိုင်ရန်တောင်စုံလေးတွေကိုကုတ်တဲ့ခါမှာလည်း45ဒီဂရီစောင်းပြီးတော့တော်ရုံဖြတ်ဆက်ရမပေါ်အောင်လို့လက်ရလက်ပါစွာနဲ့ကုတ်ပေးပါတယ်skirting လေးတွေခိုင်ခန့်မှုရှိအောင်လို့ဒီလိုကလစ်တုံးလေးတွေကိုတပေသို့မဟုတ်တပေခွဲချပြီးတော့ရိုက်ပေးသင့်ပါတယ်skirting အသေးစိတ်ကိုနီလေးကိုတော့လျန်ထက်ရဲ့ YouTube channel မှာအသေးစိတ်အစဆုံးလေးတင်ပေးထားပါတယ်လေ့လာကြည့်ပေးလို့လည်းရပါတယ်ရှင်skirting နောက်ကိုလေးပြီးသွားတဲ့အခါမှာတော့နိုင်ရန်နဲ့ဒီ skirting ကြားထဲမှာရှိတဲ့ဟနေတဲ့နေရာလေးတွေကိုလှလှပပလေးပေါ့နော်တကယ်သက်လေးဖြစ်သွားအောင်မပေါ်အောင်လို့ဒီဆီလီကွန်လေးနဲ့ပြန်ပြီးတော့ပိတ်ပေးပါတယ်ရှင်ခြေချော်သို့မဟုတ် M cut ခေါ်တာပေါ့နော်ဒီနေရာလေးတွေကိုလည်းအလွယ်တကူပြုံးမထွက်နိုင်အောင်လို့ဆီလီကွန်လေးထိုးပေးပါတယ်အသေးစိတ်မြင်မြန်လို့ပါက3992513333 3992515353 Viber မှာလာရောက်စုံစမ်းမြင်မြန်နိုင်